Hello, alo mình là ba nãy em mà ya ru le ta ya ne Phuket Central Festival မှာရှိတဲ့ aquarium ကိုတွားမယ်ဆိုပြီးတော့အိမ်ကနေထွက်လိုက်တာပေါ့နော်။ya ru le တရန်တာရတယ်မိုးလဲမရွာနေလဲမပူတဲ့ ya ru ဆိုတော့အရန်ဆိုင်ကယ်စီးရအရန်အဆင်ပြေပေါ့နော်။ဆိုင်ကယ်စီးရလုံးဝ relax ဖြစ်စေတယ်ပေါ့နော်။15မိနစ်လောက်မောင်းလိုက်တဲ့ခါမှာ aquarium ရောက်သွားပြီပေါ့နော်ဒါပေမဲ့ aquarium ရောက်သွားတဲ့ခါမှာလက်မှတ်ကတစ်ကက်ကကျမတို့အတွက်စီအရင်ကြီးနေရပေါ့နော်သူကမြန်မာဆိုရင်ဝတ်ပါမယ်ပြနိုင်ရင်ဒါမှပြီးရင်ထိုင်းလူမျိုးဆိုရင်သူကဈေးနှုန်းကိုတစ်ယောက်ကို690ပေါ့နော် foreigner ဆိုရင်တစ်ယောက်ကို1200 1000လောက်ရှိရပေါ့နော်အဲ့တော့ကျမတို့အတွက်ကဈေးအရင်ကြီးနေရဆိုတော့ခါကျတော့ပြန်ပြီးတော့ပြန်ခဲ့လိုက်တယ်ပေါ့နော်ပြီးရင်ကျမတို့ရဲ့ plan B ကိုပဲဆက်သွားလိုက်ပါတယ်ပေါ့နော် aquarium ကိုသွားမယ်ဆိုရယ်စိတ်ကတော့တွားကြည့်မယ်ဆိုရယ်စိတ်ကတော့ဟိုကကို cancel ဖြစ်သွားပါတယ်